အဲ့တော့အမတို့ခုနေ့တော့ရှေ့ချမ်းနဲ့နောက်ချမ်း basic frame ဆွဲရလေးပြီးသွားပြီเนาะရှေ့ချမ်းနဲ့နောက်ချမ်း basic frame ဆွဲရပြီးသွားပြီဆိုရင်အခုတင်မောသားဂျာစီစာချုပ်မယ်ပေါ့เนาะအခုကကြတော့အမ2နှစ် site အရွယ်ကလေးကိုချုပ်ပေးမှာဖြစ်တဲ့အတွက်အမဒီမှာ2နှစ် site pattern လေးဆွဲထားတယ်အဲ့တော့အမတို့ကဒီမှာကိုကလေးကဥပမာ1နှစ်ဆိုရင်1နှစ် site ကိုဆွဲပေါ့เนาะ3နှစ်ဆိုရင်3နှစ် site ကိုဆွဲပေါ့အဲ့တော့ site ချက်ကကြတော့အမတင်ထားပေးပြီးသားအဲ့တော့ site ချက်မရှိဘူးကလေးဝတ်တွေကိုချုပ်ရောင်းကလေးဝတ်တွေချုပ်ရောင်းမယ်ဒါမှမဟုတ်ကိုယ်အိမ်ကကလေးလေးကိုအလွယ်တကူချုပ်ပေးမယ်ဆိုရင်တော့အမရှိမှာဒီလိုမျိုး site ကက်လေးမှာလို့ရတယ်ဒါကကြတော့2နှစ် site ကက်ပေါ့เนาะအဲ့တော့ဒီ site ကက်လေးတွေကိုအမတို့ဘယ်လိုသုံးရမလဲဆိုတာလဲအမဒီမှာဒီ video ထဲမှာတစ်ခါလေးပြောပြပေးသွားမယ်เนาะအဲ့တော့ဒီဟာကကြတော့အမတို့2နှစ် site ဒါနောက်ကျန်းဒါရှေ့ကျန်းဒါလေးကကြတော့လက်ပတ်တန်လေးเนาะအဲ့တော့ဒီလို site ကက်လေးတွေမှာကျင်တယ်ဆိုရင်ကိုကလေးရဲ့အသက်အရွယ်ကိုပြောပြီးတော့အမတို့မှာလို့ရတယ်เนาะအဲ့တော့အခုဒီမှာအမက2နှစ် site ကိုသုံးပြီးတော့ဂျာစီအင်ဂျီလေးချုပ်ပြပေးမယ်ဒါကတော့ပတ်တန်ဆွဲနေပေါ့เนาะခြုံကြီးကိုထပ်တင်ပေးမယ်เนาะအဲ့တော့အခုဒီမှာအမတို့သူ့ကိုဂျာစီအင်ဂျီလေးချုပ်မယ်ဆိုရင်အမတို့ဒါခုနကအမဆွဲထားတဲ့ကက်ကိုပဲတုံးထားတာဒါအမဘာဆိုင်လဲဆိုရင်2နှစ် site ပေါ့เนาะအဲ့တော့သူ့ကိုအမတို့ကလေဘင်းပေါက်ကိုကြတော့ဂျာစီလေဘင်းလုံးကိုလေးကိုမှဖြစ်တဲ့အတွက်သူ့ကိုလေဘင်းပေါက်ကိုဘေးကိုအများကြီးချက်ပေးလို့မရဘူးသူ့ကိုအမတို့ဘေးကိုဘယ်လောက်ပဲချက်မယ်ဆိုရင်သူ့ကိုအမတို့1 cm လောက်ပဲချက်မယ်မူလလေဘင်းပေါက်ကနေပြီးတော့မှဘေးကိုအမတို့1 cm ချက်လိုက်မယ်လေဘင်းအချောက်လည်းအဲ့တိုင်းပဲအောက်ကိုအမတို့1 cm လေးပဲထပ်ချမယ်ဒါနောက်ချမ်းအတွက်เนาะနောက်ဒီမှာအမတို့ level ရဲ့ဘေးကို1 cm ချဲ့တယ်အောက်ကို1 cm ချတယ်ဒါဆိုရင်ဒါကအမတို့နောက်ချမ်းအတွက် level ပေါက်လေးဖောက်ပြီးသွားပြီအဲ့တော့နောက်ချမ်းကိုကြတော့ပိတ်စားပေါ်မှာဘာနဲ့ညှပ်မလဲဆိုရင်ပိတ်စားပေါ်မှာခေါက်ရိုးနဲ့သူ့ကိုတစ်ချက်ညှပ်ပေးရမယ်တစ်ချက်အဲ့တော့အင်ဂျီကိုအောက်ကိုနည်းနည်းလေးထပ်ရှည်ခြင်းနဲ့ဆိုရင် site ကတ်မှာပါတဲ့အရှည်ကနေပြီးတော့မှအောက်ကိုအမတို့ဘယ်လောက်လေးထပ်ချပေးလို့ရတယ်ဆိုရင်2 cm လောက်လေးထပ်ချပေးလို့ရတယ်နော်site ကတ်မှာပါတဲ့အရှည်ကနေအောက်ကိုအမတို့ဒီမှာ2 cm လေးထပ်ချပေးလို့ရတယ်2 cm အရင်ရှည်သွားလို့ရှိရင်လည်းတိတ်မလှအောင်နော်အဲ့အတွက်ကြောင့်အမဒီမှာသူ့ကို site ချက်မှာပါတဲ့အရှည်ကနေအောက်ကို2 cm လေးထပ်ချလိုက်မယ်ပြီးရင်ဒါလေးကိုဒီအောက်ထိဆက်ဆွဲမယ်နော်ပြီးရင်သူ့ကိုအမတို့ကဒီမှာခါးဘေးမှာအခွဲလေးတွေထည့်ခြင်းနဲ့ဆိုလဲရတယ်ခါးဘေးမှာအခွဲထည့်မယ်ဆိုရင်အမတို့အခွဲကိုဘယ်လောက်လေးလို့ကျင်လာလဲပေါ့ဒီမှာတော့အမသူ့ကို4 cm လောက်လေးတက်လိုက်မယ်ဒါဆိုရင်သူ့ကိုချုပ်တဲ့ခါကျရင်အမတို့ဒီထိပဲချုပ်ပေးရမှာပေါ့နော်အဲ့တော့ဒီနေရာလေးကိုအမတို့ဒီမှာလှိမ်စုလေးနဲ့လှိမ်ခဲ့ပေးရမယ်အဲ့တော့ဒါဆိုရင် site ချက်မှာပါတဲ့ကတ်လေးအတိုင်းအမတို့ level လေးပြင်ဖောက်လိုက်တာဒီလိုရသွားပြီအဲ့တော့ဒီမှာအမတို့ချုပ်စာတွေမပါသေးဘူးဖြစ်တဲ့အတွက်သူ့ကိုအမတို့ဒီမှာချုပ်စာတွေခြံပေးရမယ် level ချုပ်စာကအမတို့1 cm ခြံမယ်ပခုံးချုပ်စာလည်း1ဂျိုင်းချုပ်စာကကြတော့အမတို့သူ့ကို1.5 ခြံမယ်ဒီချုပ်စာကကြတော့3 cm ခြံမယ်အောင်နာခောက်စာ2 cm ခြံမယ်ဟုတ်နော်အဲ့တော့အခုဒီမှာအမတို့သူ့ကိုချုပ်စာလေးခြံမယ်အဲ့တော့ဒီမှာသူ့ကိုအမတို့ချုပ်စာခြံမယ်ဆိုရင် level ချုပ်စာက1 cm ခြံမှာဆိုတော့အမတို့ဒီမှာ1နားလဲကိုဖောက်ထားတဲ့ level ပေါက်အဝိုက်လေးတိုင်းအမတို့1 cm လေးခြံလိုက်မယ်နောက်1 cm เนาะပခုံးချုပ်စာလဲ1 cm ဖြစ်တဲ့အတွက်အမတို့ဒီမှာ1 cm 1 cm အဲ့တော့ဒါလေးကအမတို့ပခုံးချုပ်စာ1 cm เนาะဒါကြတော့အမတို့ level ဖောက်ထားတဲ့ကို level ဖောက်ထားတဲ့နေရာလေးကနေချုပ်စာခြံလိုက်တာ1 cm ဂျိုင်းချုပ်စာကိုကြတော့အမတို့ကသူ့ကို1.5နဲ့ခြံမယ်အဲ့တော့ဒါကကြတော့ချုပ်စာလေးခြံတာကြတော့အမတို့ဘယ် site ပဲဖြစ်ဖြစ်1.5ပဲခြံမယ် level ခုန level ဖေးချက်ရာကြီးအောက်ချတွေကိုလည်းအမတို့ဘယ် site ပဲဖြစ်ဖြစ်1 cm ပဲခြံမယ်1 cm ပဲခြံမယ်เนาะ3နှစ် site ကလေးဆိုရင်အောက်က frame ကတော့3နှစ် site frame ဖြစ်သွားမယ်pattern ဖြစ်တာတော့အမတို့ဒီတိုင်းပဲဖြတ်မယ်အဲ့တော့ဒီ join နေရာလေးရောက်ပြီဆိုရင်သူ့ကိုအမတို့ကဒီလိုမျိုးဒီလို1.5ဆိုပြီးဒီလိုရှူရှူကြီးမခြံဘူးဒီမှာအမတို့ရင်မြင်းလေးရှိရယ်เนาะရင်မြင်းကနေအပေါ်ကိုအမတို့ဒီလိုမျိုးဒဲယူပြီးခြံမယ်သူ့ကိုအမတို့ရှူရှူကြီးခြံလိုက်မယ်ဆိုရင်ကလေးတွေက join နေကြကုန်လိမ့်မယ်ကလေးမှမဟုတ်ဘူးဒါလူကြီးမှဆိုလဲအဲ့တိုင်းပဲ join ချုပ်စာခြံတဲ့ခါကျရင်အမတို့ရှူရှူကြီးမခြံအောင်ရင်မြင်းနဲ့ဒီ join ချုပ်စာပိုင်းတွေကအမတို့ဒီလိုမျိုးမြင်းပြနေဖြစ်နေရတယ်နော်အော်ဒီမှာဂျိုင်းချုပ်စာအမတို့1.5 cm ပြီးသွားပြီဒီချုပ်စာကကြတော့အမတို့3 cm ချမ်းမယ်ဒီမှာလည်း3 cm ဒီအောက်မှာလည်းအမတို့3 cm ဒါကကြတော့ဒီချုပ်စာ3 cm ဒီချုပ်စာ3 cm ပြီးရင်အင်ဂျီအောင်နာခောက်ဖို့အတွက်အောက်ခောက်စာကကြတော့အမတို့2 cm ချမ်းမယ်ဒီမှာလည်း2 cm ချမ်းမယ်အော်ဒီမှာ2 cm ဒါဆိုရင်မတို့ဒါနောက်ချမ်းလေးပြီးသွားပြီနောက်ချမ်းပြီးသွားပြီဆိုရင်မတို့ဒီမှာရှေ့ချမ်းမှာလည်းအဲ့တိုင်းပဲသူ့ကိုခုနလေဘင်းပေါက်ကအမတို့နောက်ချမ်းမှာဘေးကို1 cm ပဲချက်ခဲ့ရဖြစ်တဲ့အတွက်ရှေ့ချမ်းမှာလည်း1 cm ပဲချက်ရမယ်နောက်ချမ်းမှာ1 cm ချက်ခဲ့ပြီးရှေ့ချမ်းမှာအမတို့1.5 ချက်ပေးလို့များအဲ့ဆိုရှေ့နဲ့နောက်နဲ့ပခုံးတွဲတဲ့ခါကျရင်အမတို့ပခုံးတွေကမညီတော့ဘူးเนาะပြီးရင်ရှေ့ချမ်းရဲ့လေဘင်းအချရှေ့ချမ်းရဲ့လေဘင်းချောင်းလည်းအဲ့တိုင်းပဲမူလလေဘင်းပေါက်ကနေအောက်ကို1 cm လေးထပ်ချမယ်ပြီးရင်သူ့ကိုလည်းဒီမှာနောက်ချမ်းမှာတော့လို့လည်းအမတို့ဒီမှာပေကွေးလေးနဲ့ဒီကွေးလေးနဲ့ဒီလိုလေးဝိုက်လိုက်နော်တင်မောသားဂျာစီလေးဖြစ်တဲ့အတွက်သူ့အရှိမရှာခွဲလေးတက်ပေးရမယ်ရှာခွဲကကြတော့အမတို့ဒီဖောက်ထားတဲ့ level ပေါက်ကနေပြီးတော့မှအောက်ကိုအမတို့ဘယ်လောက်ချမလဲဆိုရင်7 cm နေချမယ်7 cm ဒီကနေဒီကို7 cm ဒါလည်းအမတို့ပုံသေးပဲဘယ် site ပဲဖြစ်ဖြစ်သူ့ကို7 cm လေးချပေးရတယ်ဟုတ်နော်အော်ဒီ7 cm ချထားတဲ့ဒီ line နေရာလေးကိုတော့အမတို့ပိတ်စာပေါ်မှာလှိမ့်ခဲ့ပေးရမယ်နော်ဒါဆိုရင်ဒါလည်းပြီးသွားပြီအဲ့တော့ရှေ့ချမ်းမှာတော့နောက်ချမ်းမှာတော့အမတို့အောက်ကို site ကက်ရဲ့အရှိကနေအောက်ကို2 cm ချထားတာဖြစ်တဲ့အတွက်
အခုဒီမှာအမတို့ရှေ့ချမ်းမှာလည်းသူ့ကို2 cm ချမယ်နောက်ချမ်းမှာအမတို့2 cm ချထားဆိုတော့ရှေ့ချမ်းမှာလည်းသူ့ကိုအမတို့2 cm လေးချမယ်ပြီးရင်ဒီဘေးမြင်းလေးကိုလည်း2 cm ထိဆက်ဆွဲမယ်နော်အဲ့တော့သူ့ကိုလည်းခုနလိုပဲအမတို့ချုပ်စာလေးချမ်းမယ်ပခုံးချုပ်စာကအမတို့1 cm လေးချမ်းမယ်ဒီမှာ1 cm အဲ့တော့ဒီမှာဒါကပခုံးချုပ်စာ1 cm ပြီးရင်လေဘင်းချုပ်စာလည်းအဲ့တိုင်းပဲအမတို့သူ့ကို1 cm ချမ်းမယ်စီရနော်အဲ့တော့ဒီမှာဂျိုင်းချုပ်စာမတို့နောက်ချမ်းမှာတော့လို့ပဲ 1.5နော်ဒါဆိုရင်ဒါကဂျိုင်းချုပ်စာပြီးရင်ဒီမှာဘေးချုပ်စာက3 cm 3 cm နားလည်း3 cm နားလည်းချုပ်စာ3 cm ဒီချုပ်စာကတော့အမတို့ပဲချုပ်စာရေးချမ်းတာတော့ပြင်ဆိုင်ပဲဖြစ်ဖြစ်အခုအမချမ်းပြတဲ့အတိုင်းပဲချမ်းမယ်နော်ပြီးရင်အင်ဂျီရဲ့အောက်နာခောက်စာ2 cm 2 cmဒီစီရနော်ရှေ့ချမ်းကိုလည်းအမတို့ကသူ့ကိုပိတ်စားပေါ်မှာခောက်ရိုးနဲ့တစ်ချက်ပဲညှပ်ပေးရမယ်တစ်ချက်နော်အဲဆိုရင်အမတို့ရှေ့ချမ်းလည်းရပြီနောက်ချမ်းလည်းရပြီအဲ့တော့ရှေ့ချမ်းနဲ့နောက်ချမ်းလည်းရပြီဆိုရင်အမတို့ကသူ့ကိုရှေ့ချမ်းရဲ့ဒီ6စာထုတ်ထားတဲ့ line မဟုတ်ဘူးဒီမှာအမတို့မူလာ line ပေါ့နော်မူလာဒီ B line လေးကိုနောက်ချမ်းရဲ့ B line လေးကိုအမတို့ဒီလိုလေးချိုးချလိုက်ချိုးချပြီးရင်ဒီမှာရှေ့ချမ်းမှာဒီလိုလေးသွားဆက်မယ်ဆက်တဲ့ခါကျရင်အမတို့ဒီမှာဇိုင်းပေါက်လေးကိုကြည့်ဇိုင်းပေါက်လေးကလည်းဒီမှာဒီလိုလေးညီနေရမယ်ဒီအောင်သားရဲ့အင်ဂျီရဲ့အောင်သားရဲ့လည်းဒီလိုညီနေရမယ်အဲ့ဒါမှမတို့ပိတ်စားပေါ်မှာပြန်တွဲတဲ့ခါကျရင်ညီမှာပေါ့နော်အော်ဒါဆိုရင်ဒါလေးကကြတော့တင်မော်သားဂျာစီပေါ့နော်ကလေးလေးတွေကိုဂျာစီချုပ်ပေးမယ်ဆိုရင်အမတို့ဒီဘက်တန်လေးတိုင်းဆွဲပေးလို့ရတယ်ပြီးရင်လက်ဘက်တန်ကကြတော့ခုနအမတို့ site ကမှာထုတ်ထားတဲ့လက်လေးတိုင်းပဲအမတို့သူ့ချုပ်မယ်ဒီလက် basic ဘက်တန်ဆွဲနည်းကိုလည်းအမရှိဗီဒီယိုတွေမှာတင်ထားပေးပြီးသားเนาะအဲ့တော့ဒီလက်ဘက်တန်လေးတိုင်းအမတို့သူ့ကိုယူမယ်အဲ့တော့လက်ဘက်တန်မှာလည်းအမတို့ကသူ့ကိုချုပ်စာရေးမပါသေးရဖြစ်တဲ့အတွက်ချုပ်စာချမ်းပေးရမယ်အဲ့တော့အင်ဒီလက်ဘက်တန်မှာအမတို့ဒီအဖုံး white ထားတဲ့နေရာကျတော့အင်ဂျီရဲ့ဂျိုင်းနဲ့တွဲရမယ်ပဲအဲ့တော့အင်ဂျီရဲ့ဂျိုင်းမှာအမတို့ကချုပ်စာ 1.5 ချမ်းခဲ့တာဖြစ်တဲ့အတွက်ဒီလက်ရဲ့ဂျိုင်းမှာလည်းသူ့ကိုချုပ်စာ 1.5 လေးချမ်းပေးရမယ်ဒီမှာ 1.5 ဒီမှာလည်း 1.5 ဒီမှာလည်း 1.5 ဒီမှာလည်း 1.5 အဲ့တော့ဒီမှာဒီနေရာလေးရောက်ပြီဆိုရင်သူ့ကိုလည်းဒီမှာဒီလက်မောင်းလေးနဲ့ဒီလိုထည့်လေးပဲယူပေးရမယ်ထည့်လေးပဲနော်အဲဆိုရင်ဒါကအမတို့ဒီမှာဝမ်းချုပ်စာလေးနဲ့ချန်ထားတာနောက်ချုပ်စာနော်ဒီမှာလည်းအိတ်ကနဲ့သူ့ကိုအင်ဂျီရဲ့ကိုယ်ထဲမှာဂျိုင်းချုပ်စာ 1.5 ချန်ခဲ့ရဆိုတော့လက်မှာလည်းသူ့ကို 1.5 လေးချန်မယ် 1.5 ဘေး6စာကြတော့အမတို့အင်ဂျီမှာ3 cm ချန်ခဲ့ရဖြစ်တဲ့အတွက်လက်ရဲ့ဒီဘေးကိုလည်းဘေး6စာအမတို့3 cm ချန်မယ်ဒီမှာလည်းအမတို့သူ့ကို3 cm ဒီမှာလည်း3 cm ပြီးရင်ဒီအောက်မှာကျတော့လက်ရဲ့အောင်နာခောက်စာကိုအမတို့အင်ဂျီမှာအောင်နာခောက်စာ2 cm ချန်ခဲ့ရဖြစ်တဲ့အတွက်လက်ရဲ့အောင်နာကိုလည်းအမတို့2 cm နဲ့ချန်မယ်2 cmဒါဆိုရင်အမတို့ဒီမှာလက်မှာလည်းအမတို့ချုပ်စာလေးချန်ပြီးသွားပြီခုနအင်ဂျီကိုယ်မှာလည်းချုပ်စာလေးချန်ပြီးသွားပြီဆိုရင်အမတို့ဒီ pattern လေးတိုင်းသူ့ကိုအတိတ်ညှက်ထောင်းမယ်အဲ့တော့အမရှိမှာခုနအမပြောသလိုပဲဒီဂျာစီမဟုတ်ဘဲနဲ့ကိုကတခြားအင်ဂျီပုံလေးတွေချုပ်မယ်ဆိုရင်တော့ဒီလိုကတ်ပေါ့နော်ဒါကအမတို့ဘာဒီဇိုင်းမှမပါတဲ့ကတ်ဒီဇိုင်းမပါတဲ့ကတ်တီးတန်လည်းဝယ်လို့ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီမှာဂျာစီချုပ်မယ်ဆိုလို့ရှိရင်အခုဒီမှာချုပ်စာရေးပါတဲ့အတိုင်းဒီလိုကတ်မျိုးလေးတွေဝယ်လဲရတယ်နော်။ဒါပြအဲ့ဆိုရင်အခုအမတို့နောက်သင်ခန်းစာမှာပိတ်စာညှက်တာတွေချုပ်တာတွေပြပေးမယ်နော်။